င်္ဂလာပါရှင်လိုင်စာတီဗီရဲ့အပတ်စဉ်ဗုဒ္ဓဟူးညနဲ့စနေညမှာထုတ်လွှင့်နေတဲ့ဗမာတိုင်းသားဘာသာဖြင့်သတင်းတင်ဆက်မှုအစီအစဉ်မှာကြိုဆိုလိုက်ပါရရှင်ယနေ့ညတင်ဆက်ပေးမယ့်သတင်းတွေကတော့ KIO မြောက်ပိုင်းတိုင်းရှိပညာရေးကျောင်းများအားလုံးနီးပါးပြန်လည်ဖွင့်လှစ်တင်ကြားပေးနေတဲ့သတင်း KIA အမှတ်2တပ်မဟာနဲ့အမှတ်3တပ်မဟာနေမြေတွေမှာ KIA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားတဲ့သတင်းလေစဘာပြင်းများအလိုလို6တွေ့ပျက်စီးလာတဲ့အတွက်လေသမားများအခက်တွေ့နေတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ကျွန်မကတော့အခုမှကြဆင်ပါရှင်။ကိုဗစ်ကပ်ရောဂါကြောင့်ပိတ်ထားရတဲ့ KIO မြောက်ပိုင်းတိုင်းပူတာအိုမြို့နယ်အတွင်းရှိဘုံနွယ်ကျောင်းနဲ့စလယန်ကျောင်းကိုအော်တိုဘာလ22ရက်နေ့ကစပြီးပြန်လည်ဖွင့်လှစ်တင်ကြားပေးနေပြီလို့ကျောင်းတာဝန်ရှိသူများကပြောရမှာသိရပါတယ်။ဘုံနွယ်နဲ့စလယန်မှာလွန်ခဲ့တဲ့လကကိုဗစ် positive စစ်ဆေးတွေ့ရှိတာကြောင့်အဲ့ဒီကျောင်းနှစ်ကျောင်းကိုယာယီပိတ်သိမ်းထားတာဖြစ်ကြောင်းပိုးကူးစက်သူများကိုအန်ထန်းစုမှာတီချာဆေးကုသမှုပေးနေတာဖြစ်ရာယခုချိန်တက်တာပြောက်ကင်းလာတာကြောင့်ကျောင်းကိုပြန်လည်ဖွင့်လှစ်တင်ကြားပေးတာဖြစ်ကြောင်းတာဝန်ရှိသူတွေကပြောပါတယ်။ KIO မြောက်ပိုင်းတိုင်းရှိကျောင်းများကိုစက်တင်ဘာလမှစတင်ကပြန်လည်ဖွင့်လှစ်တင်ကြားပေးနေပြီဖြစ်ပြီးယခုအချိန်နှိဝက်စမှုပွဲဖြေဆိုနေကြကြောင်းလည်းကြားသိရပါတယ်။ယခုအချိန် KIO မြောက်ပိုင်းတိုင်းမှာကိုဗစ်ပိုး positive လူနာ17ဦးဆေးကုသမှုခံယူနေကြပြီး negative center မှာကုသမှုခံယူနေသူ20ဦးနဲ့ကျန်းမာရေးစောင့်ကြည့်ခံထားရသူ249ဦးရှိကြောင်းလည်းသိရပါတယ်ရှင်။တနိုင်းလီဒိုလမ်းမ KIA အမှတ်2တပ်မဟာတပ်ရင်း45နေမြေလက်ကြားပုံနဲ့တရုံကျေးရွာကြားအော်တိုဘာလ22ရက်နေ့မနက်ပိုင်း8:50မိနစ်အချိန်ခန့်က KIA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီတပ်အင်အား90ခန့်ပါဝင်တဲ့ရင်တန်းကအဲ့ဒီနေ့မနက်ကတနိုင်းဘက်မှာစစ်ကားနဲ့တက်လာပြီးခြေလီနဲ့တရုံဘက်ကိုဆက်သွားတဲ့အခါ KIA မှမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ KIA မှ3တပ်မ15တပ်ရင်းနေမြေမိုးမောက်မြို့အတွင်းမှာလည်းစစ်ကောင်စီတပ်မှထိုးစစ်ဆင်စစ်ရေးလှုပ်ရှားလာတဲ့အတွက်အော်တိုဘာလ22ရက်နေ့မနေ့6:40မိနစ်အချိန်ခန့်ကခဝန်ဘန်အနီးတွဲမှာ KIA တပ်ဖွဲ့မှမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းစစ်ကောင်စီတပ်အင်အား60ခန့်ပါတဲ့အဖွဲ့ဟာတနိုင်းမှခြေလင်ဖြစ်လှုပ်ရှားလာတဲ့အဖွဲ့ဖြစ်တယ်လို့လည်းသိရပါတယ်။ KIA မှမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက်၎င်းစစ်ကောင်စီစစ်တပ်တို့မှခဝန်ဘောင်နဲ့တိုက်ခိုက်ခံရတဲ့နေရာနီးတဝိုက်လက်နက်ကြီးလက်နက်ငယ်များရန်တမ်းပစ်ခတ်တာတွေရှိပြီးလမ်းသွားလမ်းလာပြည်သူများကိုရှာဖွေစစ်ဆေးတာတွေရှိခဲ့တယ်လို့လည်းသိရပါတယ်ရှင်။လေစဘာပြင်းများအလိုလို6တိတ်ကပျက်စီးလာတဲ့အတွက်ယခုနှစ်အတွင်းစဘာအထွတ်နှုံရော့နေလာနိုင်တယ်လို့ဒေတာခန်တွေကပြောပါတယ်။ရေကြီးရေရှမ်းပြီးပိုးကြလို့စဘာပြင်6တွေ့ညိုးတေသွားတာကြောင့်စဘာအထွတ်နှုံအတွက်စိုးရိမ်နေရကြောင်းဒေတာခန်တူကပြောပါတယ်။အမီဝါရောက်ချင်းမအောင်နိုင်စဘာပြင်တွေကနီလာပြီးတူဟာတူ6လာတယ်စဘာပြင်တွေတူဟာတူပျက်စီးလာတော့လေလုတ်တဲ့တူတွေကစိတ်မကောင်းဘူးတချို့ကရိတ်တဲ့တူတွေရှိနေပြီတချို့ကမရိပ်ရသေးဘူးလေဧက9ဧကလောက်တဲ့သူက3ဧကလောက်ပျက်စီးသွားတယ်ဒီနှစ်ကမနှစ်ကလို့ရေလည်းမကြည့်ဘူးဆေးတွေလည်းမဖြန်းဘူးအဲ့ဒါတော့ပျက်စီးတယ်၎င်းဒေတာကပြည်သူများမှာဝမ်းစာအတွက်လေယာလုပ်ငန်းကိုသာအဓိကအားထားလုပ်ကိုင်နေကြတဲ့ပြင်တစ်ဖက်တလန်ကဝင်ငွေရတဲ့လုပ်ငန်းဖြစ်လဲအားထားလုပ်ကိုင်နေကြတာဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်ကလည်းမိုးများပြီးရေကြီးတဲ့အတွက်စဘာပြင်တွေရေနစ်မြုပ်ကစဘာအထွတ်နှုံအတော်ကျဆင်းသွားကြောင်းယခုနှစ်တပံစဘာပြင်တွေသူ့လိုလိုပျက်စီးသွားတဲ့အတွက်လေယာလုတ်ကင်သူများအရှုံးပေါ်မိအခြေအနေရောက်ရှိနေလို့စိုးရိမ်နေရကြောင်းပြောပါတယ်ရှင်။လိုက်စာတီရဲ့ဗမာတိုင်းသားဘာသာအစီအစဉ်ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်အပေါင်းရှင်လန်းချမ်းမြေ့ကြပါစေရှင်။